ဒေါ်လာ3800ဆိုမြန်မာငွေနဲ့ဘယ်လောက်ရှိနိုင်လဲ3200နဲ့ Armesh 8တစ်ခုကသူ့ရဲ့အရင်ငွေကဘယ်လောက်လို့ထင်လဲသူ့ရဲ့အရင်ငွေကိုဒီ Armesh 8တစ်ခုလုံးမှာတုံးထားတဲ့ဟာအကုန်လုံးကိုအဲ့ဒီထုတ်ပေးတဲ့တရုတ်ကုမ္ပဏီကနေ China တရုတ်ကုမ္ပဏီကနေဒီလိုလဲတာကိုတုံးတယ်ဒီလို zip တုံးတယ်ဒီလို logo တုံးတယ်ဒီလိုအကောင့်စားတွေအကုန်လုံးကို Armesh ကတုံးထားတဲ့ပုံစံနဲ့တပုံစံနဲ့တုံးပြီးသူတို့ထုတ်တယ်ဒေါ်လာ1500လောက်ပဲကုန်ကြတယ်ဆိုပြီးတော့မှတရုတ်ရဲ့ဒီ manufacturer စက်ရုံဘယ်လို manager တွေပေါ့နော်အဲ့ဒါသူဒီ Armesh H ပုံစံမျိုးကိုကင်ပြီးတော့မှသူကပျော်ထားတဲ့ဗီဒီယိုကြီးကလုံးဝအခု USA မှာပေါက်နေတာပေါ့နော် USA မှာလူတိုင်းကပြောနေကြပါတော့ဘာဖြစ်လဲသူတို့တွေကဒီစိတ်ကိုရောင်းစားတာကွာ celebrity တွေကိုပညာခိုင်းမယ်ကိုအရန်တဘောကြတယ်မင်းသားမင်းသမီးတွေတုံးတဲ့အိတ်တွေဆိုဒီအိတ်တွေကိုလူတွေကစူးစားပန်းစားလို့လိုက်ဝယ်တာကွာအမှန်တမ်းပြောရင်စဉ်းစားကြည့်ဒီ luxury အိတ်တွေပစ္စည်းတွေ cosmetic တွေထားပါတော့အများကြီးပဲဘာလဲArmesh တို့ Dior တို့ Celine တို့ Chanel တို့အများကြီးပဲကွာ LV တို့ Gucci တို့အများကြီးပဲအဲ့ဒီအကုန်လုံးကတကယ်တော့သူတို့တောင်းထားတဲ့ဈေးတွေသူတို့တစ်စိမ့်တွေတောင်းထားတာကွာတိလားတထေးတယ်သူတို့ပတ်စံပိုချမ်းအောင်လုပ်ထားတာကွာထုတ်ပေးစိတ်အောင်အရင်က350 60လောက်ပဲရှိတာနင်တို့ကိုသူတို့တွေက3000နဲ့ရောင်းနေတာတိလားသူတို့တစ်စိမ့်ပါလို့အဲ့တော့နင်တို့ဒီပစ္စည်းဒီ quality နဲ့တုံးချင်တယ်ဆိုရင်ဒီဒီဇိုင်းကိုကြိုက်လို့ကွာတုံးချင်တယ်ဆိုရင်ငါတို့ရှင်မလာဝယ်တစ်စိမ့်မလို့ဆိုရင်ပေါ့နော်တစ်စိမ့်တော့မတတ်ပေးဘူးပေါ့ Armesh ဆိုတစ်စိမ့်တော့မတတ်ပေးဘူးဆိုပြီးတော့မှအဲ့ဒီတရုတ်စိတ်ရုံနဲ့ကျင်းချလိုက်တာအဲ့ဗီဒီယိုတစ်ချက်ကြည့်ကြည့် The same leather as this one will cost 450 USD, and one piece of the leather is only enough to make one Birkin, okay? The thread, and of course, for Hermes Birkin, the thread is also the best top level. It's called Fil Al Chinois from France. This is actually the Rolls Royce in thread. For each bag, the cost is 25 USD. And then the hardware. See, this hardware is called 316 hardware. It's also known as the ocean stainless steel because it can withstand the erosion of seawater. It's the best stainless steel. For one piece of bag, the hardware will cost 150 USD. The edge oil. This edge oil is imported from Italy. It's called heat sealed edge oil. For each bag, it will cost 50 USD. The interior lining, it used lambskin imported from France. For each bag, the cost will be 100 USD. And also inside, there is a zipper from Riri brand. And the zipper for one bag is 10 USD. And then the cost of human resource. The French artisans is much more expensive than Chinese artisans. To finish one bag, the human resource cost will be 600 USD. The package. ဒီ US မှာအခုဖြစ်နေကြတာကဒီ luxury brand 8တွေကိုသူတို့ဝယ်နိုင်တယ်ပေါ့နော်တကယ်တမ်းတော့ဒီ design ကိုပေးနေရတာမဟုတ်လို့ဒါလောက်အများကြီးပေးနေရတာအဲ့တော့ဒီချမ်းသာတဲ့လူတွေကိုပို့ချမ်းသာအောင်ငါတို့တွေကစူးစမ်းပေးနေတယ်လို့ဖြစ်သွားတယ်ပေါ့နော်ကက်တလင်းကလည်းအမှန်တမ်းပြောရမယ်ဆိုရင်ဒီ brand 8တွေကိုမကြိုက်တာမဟုတ်သူတို့ရဲ့ design လေးတွေလာတယ်ဒါပေမဲ့ဒိုက်တာမတန်မယားကြီးတွေပေးနေရတယ်ဆိုတာလူတိုင်းသိတယ်ဒါပေမဲ့ဒီကိစ္စကိုဒီတရုတ်စက်ရုံတွေကမဖော်ထုတ်မချင်းလစ်လူရှုနေကြတာကွာဘာလို့ဆိုသူတို့တွေကဒီ Armesh 8တို့ Chanel 8တို့ Dior 8တို့ Gucci 8တို့ LV တို့သိရမလားကင်နိုင်မှတထီးလို့တတ်မှတ်ထားတာကွာအဲ့ဒီ mindset ကိုကက်တလင်းရဲ့ခေါင်းထဲကိုတွင်ပေးထားတာသူတို့ကက်တလင်းရဲ့ dream ကိုရောင်းနေကြတာပေါ့နော်အဲ့တော့တကယ်ချင်းတို့လည်းဘယ်လိုချင်လဲဒီ luxury 8တွေကိုကင်မာလားဒါမှမဟုတ်ရင်ဒီ luxury 8တွေ design ကိုကြိုက်ပြီးတော့မှဒီ design ကိုပဲကင်မာလားတစ်ချက်လောက်ဆွေးနွေးခဲ့ကြကဲအခုလာမယ့်စနေနေ့မှာတင်မဲ့ digital marketing တွေနဲ့နေတဲ့က digital product တွေကိုထိုင်းဘဏ်အကောင့်တစ်ခုရှိအောင် visa card ရှိအောင်နဲ့ဘယ်လိုရောင်းရမလဲ personal brand ဘယ်လိုတည်ဆောက်ရမလဲ marketing ဘယ်လိုဆင်းရမလဲ AI နဲ့ content ဘယ်လိုရေးရမလဲ page တွေ boost ဘယ်လိုထိုးရမလဲ TikTok မှာဘယ်လိုကြေညာရမလဲဆိုတာတွေကို Katrina တင်ပေးမယ်နှစ်နာရီစမင်တာအတုပ်လေးရှိပါတယ်အဲ့ဒါက Zoom class ဖြစ်ပြီးတော့မှအခုလာမယ့်စနေနေ့မှာတင်ပေးမှာပါစနေနေ့ညပေါ့နော်ထိုင်းစံတော်